Turkey scale တော့မှဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်အောင်ရရိုးရိုးလေးချိုးလိုက်ပါတယ်။ဒီတော့ချိုးပါမယ်ရှင်။ဒါရေချိုးကောင်းလေးအောင်ချိုးလိုက်ပြီဖြစ်ပါတယ်ရှင်။ပြီးတော့ဒီကတော့လိုက်ကောက်ကိုတစ်ချောင်းပိတ်လိုက်ပါမယ်ရှင်။ပြီးတော့အိမ်လဲတော့နော်အခုဆိုရင်တော့အခုတော့ဒီဆိုပြီးပါပြီရှင်ခုတော့လိမ့်မမျိုးဝမ်းကောက်မှာဖြစ်ပါတယ်ရှင်ဖမ်းခေါ်နေတော့ဘောနော်သူတွားကားနဲ့တော့တွားခေါ်လိုက်ပါဦးမယ်ရှင်မမတော်လီပါလားသူရတယ်စောင့်နေတာမမမမလည်းညီမလေးကိုလာခေါ်ရလေခိုင်းညီမလေးခိုင်းနားပြီးမလာရအောင်လို့ပေါ့လေဟုတ်ကဲ့ပါမမကဲဒါဆိုမမရေကိုတွားရအောင်လေနားညီမလေးပစ္စည်းရဆောင်ပါရဲ့လားဟုတ်ပါပါရဲ့မမဒါနဲ့မမခဏလေးဒီနေ့ကရုပ်ပစ္စည်းတစ်ထုပ်ကျန်နေခဲ့တယ်ဒီတာဟာလက်ပြန်နေညီမလေးရောအိမ်မှာတိုင်ထားမိနေတယ်နော်ညီမလေးဟုတ်ကဲ့မနာကဲနားမှာထားမိပါလေတီးပြီးအဲ့ကနေပါပဲမမကြီးညီမလေးလာပြီနော်ကဲဒါဆိုရင်လာလေးတွားရအောင်မမတငယ်ချင်းလေးတော့ခေါ်ရအောင်မေဟုတ်ကဲ့ပါမမတတ်မယ်လေကားတော့မဟိုရှိမှပဲစိတ်ထားခဲ့တာညီမလေးလားနာဆိုတဲ့ကလေးမလေးလားအေးခုံရဲ့မောင်ရဒီကတော့ဒီတော့သူလည်းလိုက်ချင်တယ်လို့ပြောတယ်အမပါတီပွဲဆင်နွှဲကြမှာလေသူ့ဘာငါလည်းခေါ်ခဲ့လိုက်တယ်ဟာသူကလည်းတောင်းရလဲပိတ်နေအောင်လေပြပွင့်တော့မှမဖွင့်ခင်လေသူအပျော်ပါလေးမလေးဖြစ်အောင်လို့အေးပါပိုကောင်းလာပေါ့ကျွန်းနှစ်ယောက်နဲ့အဖော်ရတာပေါ့အေးလေဟုတ်တယ်ခုံမီတိတ်တော့မောင်းကြမလို့ပါဘူးခဏလောက်နေရောက်တော့ဒါနဲ့မြင့်မောင်လေးအားရကောင်မလေးမြင့်မောင်လေးနားတော့လေအစဝိတ်အေးနဲ့သူ့အတူနေတာနော်တိတ်မှုရပဲဟာငါညမဆိုတော့ငါလည်းတူတူပေါ့ဟာမလေးအလီယာရောင်ကြီးစလေးဒါလည်းခုမင်းနေအဲ့ဒီအစောပါရဲ့လားတိတ်ပါတာပေါ့ကဲဒီခွေးတော့ဆိုရင်ရောက်ပြီဟာရှာဟန်ကူရတို့ဖျက်ရအောင်မသိလားအဲ့ရနေပြီးခွေးဆုံးသွားလို့ရှိရင်တို့ရောက်ချင်တဲ့နေရာကိုရောက်ပြီလေဒါမှဒီထဲမှာပဲတစုံတယောက်နေထိုင်နေဟာမကလည်းပြောပါနဲ့သူကြောက်လို့ပါနာလေးကြောက်ရလိုက်တာမမကမီးရတယ်ကြောက်တာပေါ့ခဲလမ်းဆောင်ရောက်တော့မှသိလား
တကယ်ချင်းအလီလက်ပင်မနေရောပေါ့စားဖို့ခွန်မီရဲ့ဟိုးဟိုမဖြတ်သွားရလို့မကြည့်ကြနဲ့နော်ဟိုင်းကဲလာဆုံးပြီဆိုတော့ရောက်တော့မယ်သိလားဘေးဝါရပဲမမခွန်မီရဲ့မမအေးနာရောက်တော့မှလားရင်တိတ်ရောက်တော့မှာပေါ့ညီမလေးတိတ်မကြောက်ဘူးကွကဲရောက်ပါတော့မယ်ရှင်ဟိုးရှိမှမြင်ရစီအိုမိုရီရှင်တော့ဖိုင်းနေတာပဲတိတ်ပြောတာပဲဟာခွန်မီတို့ဒီမှာအစီအပြေတော့မကြမ်းဘူးနော်တရားပေါ်ရှင်အလီတို့အဲနာတို့ခွန်မီတို့ကတော့ဒါမျိုးမှကြိုက်တယ်ဟိဟာဟာဟာကဲကိုအိမ်ရောက်လာပြီဆိုတော့နောက်ဘာဆက်ပြင်မလဲဆိုတော့နောက်ထပ်ပတ်ကျူးဒီမှာအလီကတင်ပြသွားပါလိမ့်ရှင်အားလုံးပဲတတား